လူတွေဘာကြောင့်တင့်ကိုအတုံးချကြတာလဲမင်္ဂလာပါအပိုင်းတစ်မှာတော့ကလူတစ်ယောက်ကတင့်ကိုမလေးစားတော့တဲ့လက္ခဏာတွေကိုကျွန်တော်တို့ပြောပြခဲ့ပါတယ်ဒီနေ့မှာတော့အဲ့ဒီမလေးစားမှုထက်ပိုပြီးနာကျင်ရတယ်ပိုပြီးလဲသတိထားရမယ့်အကြောင်းအရာတစ်ခုကိုပြောပြခြင်းပါတယ်အဲ့ဒါကတော့တင်အတုံးချခံနေရခြင်းပါပဲတချို့လူတွေကတင့်ကိုမမုန်းပါဘူးရန်လည်းမလုပ်ပါဘူးဒါပေမဲ့သူတို့လိုအပ်တဲ့အချိန်ကြာမှသာတင့်ကိုအမှတ်ရကြတတ်ပါတယ်ဒီနေ့မှာတော့လူတွေကဘာကြောင့်တင့်ကိုအတုံးချကြတာလဲအတုံးချခံနေရသူတယောက်ရဲ့စိတ်ပညာဆိုင်ရာလက္ခဏာတွေကဘာလဲဒီတန်ရာတွေကနေဘယ်လိုရုံးထွက်မလဲဆိုတာတွေကိုဖြစ်ဖြစ်ချင်းအဖြေရှာကြည့်အောင်ဗျာနံပါတ်1တင်ကအမြဲတမ်းပေးနေသူဖြစ်နေလို့စိတ်ပညာအရာအမြဲတမ်းအခမဲ့ပေးကမ်းနေတဲ့အရာတစ်ခုကိုလူတွေကတန်ဖိုးနည်းတယ်လို့မတိမတာယူဆတတ်ကြပါတယ်။တင်ကအချိန်ပေးတယ်အကူအညီပေးတယ်နားထောင်ပေးတယ်ဒါပေမဲ့တစ်ဖက်လူကတင့်အတွက်ဘာမှပြန်လုံးမပေးဘူးဆိုရင်အဲ့ဒါဟာတန်ရောစင်မဟုတ်ပါဘူး။တင်ရဲ့ပေးကမ်းမှုကိုသူတို့ကအခွင့်အရေးယူပြီးအလေးအကျင့်ဖြစ်သွားတာပါ။နံပါတ်2မငင်းရတဲ့လူဖြစ်နေလို့ပင်ဟာမရဘူးမအားဘူးဒါကိုငါမကြိုက်ဘူးလို့ပြောဖို့ခက်ခဲနေသူလားစိတ်ကောင်းရှိတာဟာကောင်းပါတယ်ဒါပေမဲ့စိတ်ပညာအရာမငင်းရတဲ့လူကိုအတုံးချရတာအလွယ်ကူဆုံးပါပဲလူတွေကတင်းရဲ့စိတ်ကောင်းကိုတင်းရဲ့အားနည်းချက်တစ်ခုလိုအခွင့်အရေးယူလာတတ်ကြပါတယ်နံပါတ်3တင့်တန်ဖို့ကိုတင်းကိုယ်တိုင်မကာကွယ်လို့တစ်ချက်လောက်ပြန်စဉ်းစားကြည့်ပါတင်းကိုနာကျင်စေတဲ့စကလုံးတွေကိုအပြုံးမပြတ်ပဲကြိတ်မိတ်ခံစားလိုက်ဘူးလားတင်းအချိန်ကိုသူတို့ကအမြဲဖြစ်စည်းနေတာကိုဘာမှမပြောဘဲခွင့်ပြုနေမိလားအဲ့ဒီချိန်မှာလူတွေကတင့်ကိုအတုံးချနေတာမဟုတ်ပါဘူးတင်ကိုယ်တိုင်ကအတုံးချခွင့်ပေးနေတာဖြစ်ပါတယ်နံပါတ်4လိုမပေါ်တဲ့ယာဒီပေါ်တငယ်ချင်းတွေသူတို့အကြောင်းကိုသတိထားကြည့်ပါပြဿနာရှိရင်တင့်ရှိလာမယ်အကူအညီလိုရင်တင့်စီလာမယ်ဒါပေမဲ့သူတို့အောင်ရင်ပျော်ရွှင်နေချိန်မှာတော့တင်ဟာလူကိုတယောက်ဖြစ်နေတတ်ပါတယ်တင်ဝမ်းတဲ့နေချိန်ဒါမှမဟုတ်အကူအညီလိုနေချိန်မှာတော့သူတို့ဟာတိတ်ဆိတ်နေပါလိမ့်မယ်ဒါဟာပေါင်းတင်ဆက်ဆံရေးမဟုတ်ပါဘူးအတုံးချမှုတက်တက်ပါနံပါတ်5တနာစရာဇလန်းနဲ့အတုံးချခြင်းအတုံးချတတ်တဲ့သူတွေဟာအမြဲတမ်းတနာစရာဇလန်းဆင်တတ်ကြပါတယ်မင်းမဲငါ့ကိုနားလည်နိုင်တာမင်းမကူညီငါတည်မှာဆိုတဲ့စကလုံးတွေနဲ့တင့်ကိုစိတ်ပိုင်းဆိုင်ရာချုပ်ကင်တတ်ကြပါတယ်တင်ကမကူညီနိုင်ဘူးလို့ညင်းလိုက်တဲ့အခါမှာတော့တင့်ကိုပဲလူဆိုးဖြစ်အောင်အပြစ်တင်လာပါလိမ့်မယ်နံပါတ်6တင်အတုံးချခံရပြီဆိုတာဘယ်လိုသိမလဲအကယ်၍တင်မှာဒီခံစားချက်တွေရှိနေရင်သတိထားပါနံပါတ်1သူတို့နဲ့ပတ်သက်လိုက်တိုင်းအမြဲတမ်းစိတ်ပင်ပန်းနေရတယ်နံပါတ်2ကိုကပဲပေးနေရပြီးဘာမှပြန်မရဘူးလို့ခံစားရတယ်နံပါတ်3ကိုယ့်ရဲ့တန်ဖိုးကနည်းသွားသလိုမျိုးခံစားရတယ်နံပါတ်4ငါပဲမှားနေတာလားဆိုပြီးကိုယ့်ကိုယ်ကိုအပြစ်တင်မိလာတယ်ဒါတွေဟာအတုံးချခံနေရသူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေပဲဖြစ်ပါတယ်အတုံးချခံနေရတာကိုဘယ်လိုရပ်တန့်မလဲနံပါတ်1အားလုံးကိုချက်ချင်းလက်ခံမပေးပါနဲ့စဉ်းစားဖို့အချိန်ယူပါနံပါတ်2မရဘူးလို့ပြောရမှာကိုမကြောက်ပါနဲ့နံပါတ်3တင့်ကိုတန်ဖိုးမထားတဲ့သူတွေနဲ့ခက်ဝေးဝေးနေပါနံပါတ်4ကိုအရင်ဆုံးဦးစားပေးပါတင်ကိုလေးစားပြီးတန်ဖိုးထားတတ်တဲ့နေ့မှာအတုံးချခြင်းတဲ့သူတွေဟာတင့်ဘွားတွေကနေအလိုလိုပျောက်ကွယ်သွားပါလိမ့်မယ်အရေးကြီးဆုံးသတိပေးချက်ကတော့သတိရပါတင်ဟာတကဘာလုံးကိုကူညီဖို့မွေးလာတာမဟုတ်သလိုအတုံးချခံဖို့လည်းမထိုက်တန်ပါဘူးတင်ရဲ့တန်ဖိုးကိုတင်ကိုယ်တိုင်မကာကွယ်ရင်ဒီကဘာပေါ်မှာဘယ်သူမှလာပြီး
မကာကွယ်ပေးနိုင်ပါဘူးဒီဗီဒီယိုကတင့်ဘွားရဲ့တိုက်ဆိုင်နေတယ်ဆိုရင်ကိုယ်တိုင်အတွက်တင်ထားပါဒါမှမဟုတ်တင့်ကိုအသုံးချနေတဲ့သူတယောက်ကိုသတိပေးတဲ့အနေနဲ့မျှဝေပေးလိုက်ပါနောက်ပိုင်းမှာတော့ဒါဟာအစမ်းမဟုတ်ဘဲသိနေပေမဲ့ဘာကြောင့်ဆက်လုပ်မိနေတာလဲဆိုတဲ့အကြောင်းကိုစိတ်ပညာအရဆက်လက်ဆွေးနွေးပေးသွားမှာပါဒီလိုကိုနဲ့တွေကိုဆက်လက်နားထောင်ရင် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းမှာပြန်တွေ့ကြမယ်